ကျွန်တော်ကကိုရီးယားမှာ10နှစ်ကျော်9နှစ်နီးပါးလောက်ကျွန်တော်ကျင်းလဲတယ်ဘယ်လိုကျင်းလဲဆိုတော့ကျွန်တော်အလုပ်တွေလုပ်တယ်ပေါ့နော်ဘာလုပ်ဆိုကျွန်တော်အလုပ်သမားအနေနဲ့အလုပ်သမားပီစာနဲ့ကျွန်တော်ကိုရီးယားမှာ9နှစ်နီးပါးလောက်ကျွန်တော်လုပ်ခဲ့တယ်အဲ့ချိန်မှာကျွန်တော်ကအခု flame making ကျောင်းကိုလည်းကျွန်တော် online ကနေတက်ခဲ့တယ် color grading နဲ့ကျွန်တော် online ကနေတက်ခဲ့တယ်ဒီ video editing တို့ပေါ့နော်ဒါတော်တော်များကျွန်တော် online ကနေတက်ခဲ့တယ် YouTube မှာလည်းလေ့လာတယ်တင်တန်းနဲ့ကျောင်းလို့လည်းကျွန်တော်တက်တာပေါ့နော်9နှစ်နီးပါးလောက်ကျွန်တော်ဒီ soil and flame production ကျွန်တော် run ခဲ့တာပေါ့နော်ကိုရီးယားမှာရှိတဲ့ကျွန်တော်ရဲ့အလုပ်တွေအလုပ်အားလုံးကျွန်တော်ရုပ်သိမ်းပြီးတော့ခနိုင်ငံကိုကျွန်တော်ပြောင်းလာခဲ့တယ်ကျွန်တော်ကိုရီးယားမှာပြောရင်ကကျွန်တော်တော်တော်များများသိတာပေါ့နော်ကိုရီးယားမှာဆိုကျွန်တော်ဘာလုပ်တယ်ဆိုတော့ကျွန်တော်များများသိတယ်9နှစ်နီးပါးလောက်ကျွန်တော်လုပ်ခဲ့တော့လေဒီဘက် industry နဲ့ပတ်သက်လို့ကျွန်တော်တော်များများသိတယ်ကျွန်တော်လူကြီးမပြောင်းနဲ့ပေါ့နော်ဒီကိုရီးယားမှာပဲနေတော့ကျွန်တော်တော်များများပြောကြတော့ကျွန်တော်မနေချင်ဘူးပေါ့နော်ဘာလို့လဲလောက်တစ်ဖက်နဲ့ production တစ်ဖက်နဲ့ကျွန်တော်အရန်ပင်ပန်းနဲ့လည်းပါတယ်ကျွန်တော်ဆိုမနက်7နာရီကနေည8ခွဲ9နာရီထိကျွန်တော်လုပ်တယ်ပြီးတော့ညပိုင်းမှာကျွန်တော်ဒီ production နဲ့ကျွန်တော် run တယ် YouTube ကိုကျွန်တော်လုပ်တယ်ကျွန်တော်ရဲ့ဓာတ်ပုံကိုကျွန်တော်ပြင်တယ်ကျွန်တော်ရိုက်ကူးခဲ့တဲ့ music video edit လုပ်တယ်ညတိုင်းလိုပဲ2နာရီခွဲကျွန်တော်အိတ်တာပေါ့နော်အဲ့တော့မနက်9နာရီပြန်ထနောက်မှကျွန်တော်ကြက်မရေးပတ်လဲကျွန်တော်ခြူချကျွန်တော်ပိန်ညောင်းပြီးတော့အဲ့ဖြစ်တော့ကျွန်တော်တကယ်ကျွန်တော်တော်လေးကိုပိန်ကြသွားတယ်တေးလေးပဲကြံတော့တယ်ဗျာကျွန်တော်ရက်ရှိနဲ့ကျွန်တော်ရ6ပေဗျာပိန်နေခဏစဉ်းစားတာကြည့်တော့ဝါချမ်းပြားပဲကျွန်တော်အဲ့လိုဖြစ်နေတယ်ဆိုတော့ကိုရီးယားမှာကျွန်တော်အဲ့လိုလုပ်ခဲ့တာပေါ့နော်ဘာကြောင့်ကျွန်တော်ထိုင်းနိုင်ငံကိုရွေးချယ်ပြီးပြောင်းလာဆိုတော့ကျွန်တော်အိမ်မက်ကိုကျွန်တော်အကောင့်ထဲကျွန်တော်ပေါ်ချင်တယ်ကျွန်တော်ကိုယ်ပိုင်လို့ကျွန်တော် production ကိုကျွန်တော်တီးတက်ကျွန်တော်လုပ်ချင်တာပေါ့နော်အကုန်လုံးကျွန်တော်ရုပ်သိမ်းလိုက်တာပေါ့နော်ပီဇာကစကျွန်တော်ကဘာမှမချမ်းဘူးတရုတ်ဆရာအကုန်ဖြတ်ခဲ့ထိုင်းနိုင်ငံမှာကျွန်တော်အခြေချမယ်ထိုင်းမှာကျွန်တော်ရဲ့ sign out flame production ကဘာတွေလုပ်လဲဆိုတော့ video နဲ့ photo တွေလုပ်တာပေါ့နော် portrait ပုံတို့ pre-wedding ပုံတို့ကျွန်တော်ရိုက်တယ် video ဘက်မှာလည်း pre-wedding တို့ wedding တို့ commercial တွေကျွန်တော်အားလုံးလုပ်လည်းပဲခံတာပေါ့နော်ဘာလို့ဆိုကျွန်တော်အခုရောက်တာတိတ်မကြသေးပါဘူးအလုပ်လည်းကျွန်တော်ရှာနေတော့ပဲကျွန်တော် production တွေပတ်သက်တာအလုပ်တွေပေါ့နော်ကျွန်တော်ရှာနေတော့ပဲကျွန်တော်ရတာမျှလည်းကျွန်တော်လုပ်နေတာပဲအခုကျွန်တော်မျိုးသမီးကလည်းသူက make up edit တယောက်ပေါ့နော်သူ make up တွေပါတယ်ပြင်တယ်သူ make up ပြင်တာလည်းဒီ pre-wedding တို့မွေးနေ့တို့ကျွန်တော်နဲ့ပတ်သက်တဲ့ commercial နဲ့ပတ်သက်တဲ့make up တွေသူလိမ့်ပေးနေတာပေါ့နော်ကျွန်တော်မျိုးသမီးနဲ့ကျွန်တော်နဲ့လောက်တူလုပ်ပြီးကျွန်တော်ဒီ sign out flame production နဲ့အခုချိန်ကျွန်တော် run နေတာပေါ့နော်ကျွန်တော်ငယ်ချင်း2ယောက်လည်းပါတယ်သူတို့နဲ့တူကျွန်တော် run နေတယ်ကျွန်တော်ထိုင်းနိုင်ငံမှာရှိတဲ့လုပ်ငန်းရှင်တွေကျွန်တော်ချိန်မှာအလုပ်ရပါတယ်သူတို့သားတို့မီလောင်းနေပေါ့နော်အခုပွင့်လိမ့်လာဒီလောက်ပြီဆိုတော့ pre-wedding တို့ရချင်တာဖြစ် wedding တို့ရချင်တာဖြစ်ကျွန်တော်တော်လို့ရပါတယ်သူများနဲ့မတူတဲ့ service တွေရှိတယ်ကျွန်တော်ချိန်မှာလာလို့ရတယ်နော်ကျွန်တော် packet တွေကျွန်တော်စီစဉ်ထားတာရှိတယ်ကဲပိုင်လို့လာအတော့အားလုံးပဲကံကောင်းချင်းမြတ်စွာနဲ့ပိုင်ကြပါစေ bye bye